အားလုံးပဲမင်္ဂလာပါ2023 O question Benjamin Level 3 Grade 5 6 3.5 number 1ကိုစပြီးတော့တွက်ပြပေးပါမယ် Which of the pieces A to E can he then cut from the table ဒီ table တွေကနေသူဖြတ်ထုတ်လိုက်တဲ့အပိုင်းလေးက A to E တွေကဘယ်အပိုင်းလဲလို့မေးထားတာဒါဆိုလို့ရှိရင်ဒီမှာရှာတဲ့နေရတော့ဘာမှထွေထူးမစင်စားဘူးဆိုရင်တော့ဘာလုပ်လို့ရလဲဆိုတော့ဒီမှာ number တွေကိုတန်းစီပြီးရေးချသွားပြီးတော့ဒီထဲကဘယ်ပုံစံနဲ့တူလဲရွေးလိုက်လို့ရပါတော့ဒီလိုပုံစံမျိုးသွားမယ်ဆိုရင်12ပြီးရင်13 14 15 16 17 18 19 20 21 22 23ဒီလိုမျိုးသွားမယ်နော်24ဒီလိုမျိုးသွားလိုက်လို့ရှိရင်သူပြထားတဲ့အပိုင်းက12နဲ့အပိုင်းကိုချိန်ထားတာဆိုတော့တစ်ချက်ကြည့်ကြည့်အောင်နော်12နဲ့ပိုင်းကဒီနေရာလေးပေါ့12တော့ဒီလိုလာမယ်ဆိုရင်ဒီမှာ21ပါမယ်ပြီးတော့ရင်20ပါမယ်ဒီလိုလာမယ်ပေါ့နော်12ရယ်21ရယ်20ရယ်ပါတဲ့အတွဲကိုလိုက်ရှာလိုက်ဒီအောက်မှာတစ်လုံးတော့ရှိအောင်မယ်အဲဆိုလို့ရှိရင်12 20 22ဖြစ်နေတဲ့တခု A ကိုမယူ12 21မယူ12 20ဆိုတော့သူ့ကိုခဏယူပါ C ကိုကြည့်မယ် D ကြတော့12 21မယူ E ကလည်း12 21ဖြစ်နေဆိုတော့မယူဘူးပေါ့နော်အဲဆိုယူရမယ့်အဖြေကတော့ C ကိုယူရမယ်ဒီလိုမျိုး counting မလုပ်ချင်နောက်ထပ်နည်းလမ်းတစ်ခုကဘာလုပ်လို့ရလဲဆိုတော့ skip လုပ်ပြီးတော့ဗောနော်skip count လုပ်သွားလို့ရတယ်ဒီမှာရှိတဲ့နေရာကြိုက်တဲ့နေရာနေ skip count လုပ်လို့ရတယ်ဒီမှာလွယ်တာတော့4ကို skip လုပ်လို့ရတယ်414 428ဒီလိုသွားမယ်43က12 44က16 45 20ဒီမှာဆက်ပြီးကောင်းနေလောက်ပေါ့ဒီလို4နဲ့ကောင်းနေလောက်သွားတဲ့အခါမှာဘာလာနိုင်ကြီးရှိလဲဆိုတော့ဒီနားကဏ္ဍတွေကိုကြည့်လိုက်တော့12နဲ့20နဲ့ချိတ်ထားတဲ့ပုံစံပဲလာနိုင်တာပေါ့နော်ကျန်တဲ့ဟာ12 20မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျန်တဲ့ဟာတွေကိုဖယ်ထုတ်ပြီးတော့ရွေးရမှာကြတော့12 20 21 29ပါတယ်နံပါတ် C ကိုပဲရွေးပေးရပါမယ်နော်